ပြုပင်ဆိုင်နဲ့ဒီစားတော့ဆိုင်မှာစားတော့ဆိုင်ကိုကျွန်တော်ကပိတ်ပစ်လိုက်ကျွန်တော်ကလွန်ခဲ့တဲ့9နှစ်တုန်းကကျွန်တော်ဒီမန္တလေးပြည်နယ်လမ်းမကြီးရဲ့ဘေးမှာကျွန်တော်ကခုနကပြုပင်ဆိုင်နေရာမှာကျွန်တော်ကစားတော့ဆိုင်တစ်ဆိုင်ကိုကျွန်တော်လွန်ခဲ့တဲ့9နှစ်ဖွင့်ခဲ့တယ်ဟိုစားတော့ဆိုင်လုပ်ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ကျွန်တော်တို့ကကြိုးစားပြီးဖွင့်ခဲ့တာပဲရှိတယ်ကျွန်တော်မှဟိုသင်ကြားပေးမဲ့ဆရာလည်းမရှိကျွန်တော်ကောင်းကောင်းသင်ပေးလာမှမရှိခဲ့ဘူးဒီအခါကျတော့အကြံပေးတွေပါဆိုတော့လည်းကျွန်တော်မှမရှိခဲ့တဲ့အခါမှာကျွန်တော်အဲ့စားတော့ဆိုင်ကပြုပင်ဆိုင်နဲ့ဒီစားတော့ဆိုင်မှာစားတော့ဆိုင်ကိုကျွန်တော်ကပိတ်ပစ်ကျွန်တော်နိုဝင်ဘာ2020နဲ့မှတစ်ခုနဲ့နိုဝင်ဘာကျွန်တော်တို့26ဝန်းကျင်မှာကျွန်တော်တို့ရန်ကုန်မှာဆရာရီယိုရဲ့သင်တန်းခန်းမှာသင်တန်းကျောင်းမှာကျွန်တော်သွားပြီးတော့သင်တန်းသွားတက်လိုက်တယ်အဲ့တော့အဲ့မှာလေဆရာရီယိုစီမှာတက်တဲ့အခါမှာကျွန်တော်အရန်ကိုကျွန်တော်တက်ကယုံကြည်မှုတွေရသွားအာငါစားတော့ဆိုင်ဖွင့်ဖို့အတွက်ကငါအတွက်ဒါဆိုလို့ချင်းဟိုပေါ့နော်တော်တော်လေးကိုဒါဆိုလို့ချင်းဖွင့်နိုင်တဲ့အခြေအနေတစ်ခုဖြစ်သွားပြီဆိုကိုယ့်ကိုယုံကြည်သွားတယ်အဲ့ယုံကြည်စိတ်နဲ့ပဲကျွန်တော်ဆရာရီယိုနဲ့ကျွန်တော်အနီးကပ်တိုင်ပင်ပြီးတော့စကားပြောပြတယ်ဆရာကျွန်တော်2025ခုနှစ်မှာကျွန်တော်စားတောက်ဆိုင်တွေဟိုတယ်တွေဝါတာပွန်းတွေမှန်တလားရေဖွင့်မယ်ဆရာရဲ့အားလေးတော့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တင်တန်းတိုင်နဲ့ဆရာရဲ့အနီးကပ်ဆရာနဲ့ကျွန်တော်စကားပြောဆွေးနွေးကြည့်တဲ့အခါမှာဆရာကနေပြီးကျွန်တော်ကိုပြောတယ်ကိုစော်ရဲတဲ့နောက်2နှစ်3နှစ်ဆိုတာအချိန်ကြီးယူရမှာလောလောဆယ် pilot project နေတယ်ကိုစော်စဉ်းစားကြည့်ပါလားဆိုတော့ပြောတယ်ဆရာကြီးကပြောတဲ့အခါမှာကျွန်တော်နဲ့တွေ့ဝေသွားတယ်ဘာလို့တွေ့သွားလဲဆိုတော့ကျွန်တော်မှာ budget plan တွေရှိတယ်ပြီးတဲ့အခါကျကျွန်တော်ဖွင့်မဲ့နေရာမှာကျွန်တော်တခြားသောလိုအပ်တဲ့ကျွန်တော်တို့ဟိုပါပေါ့နော်အခြေခံလိုအပ်ချက်တွေကျွန်တော်မှာရှိရကကျွန်တော်ဆရာကြီးရဲ့ကျွန်တော်နေရာမှာအခြေခံလိုအပ်ချက်တွေများနေတယ်ဥပမာပြည့်အစစ်မီလိုဟာမျိုးအစားမရှိဘူးဆရာရဲ့အဆင်ပြေပါမလားဆိုဆရာကြီးကပါပြောအောင်ဆိုကိုစော်ရဲတဲ့အခြေခံလိုအပ်ချက်တွေရှိနေပေမဲ့လည်းပဲကျွန်တော်တို့ကအဲ့လိုအပ်ချက်တွေတနည်းနဲ့စဉ်းစားကြည့်ပါလားကိုစော်ရဲတဲ့ခင်ဗျားတို့ဒီဇိုင်းတောင်ဖြစ်သွားမယ်ဆိုတဲ့စကားလေးကကျွန်တော်ဒီနေ့ရွှေပြည်စာကြီးဖွင့်ဖို့တဲ့အကြောင်းတစ်ခုဖြစ်လာတယ်ပေါ့နော်ဒီခုဖွင့်မဲ့ရွှေပြည်စာရဲ့ဒီ3ရင်ကနေရာကြီးကိုကျွန်တော်လာကြည့်တဲ့အခါမှာဟာမစိုးပဲဒီနေရာကျွန်တော်တို့အဆင်ပြေတယ်ပေါ့နော်ဒါဒီနေရာဖွင့်တင်တယ်ကောင်းတယ်ဆရာရီကိုပြောတဲ့ကိုမှမရှိပေမဲ့လည်းပဲဒီနေရာမှာကျွန်တော်တို့ကဒါဖြစ်နိုင်အောင်စဉ်းစားရင်ကျွန်တော်ဖြစ်နိုင်တယ်ဆိုတာတွေးတဲ့အခါမှာကျွန်တော်ရဲ့ဒီဆိုင်ရဲ့ decoration နေရာဆိုတာကျွန်တော်ဒီဆိုင်ထဲမှာရှိတဲ့ဒီ channel ထဲမှာရှိနေတဲ့ဒီကျွန်တော်တဘာဝကြောက်တွေနဲ့ကိုကျွန်တော်အလှဆင်တယ်ဆရာရီကိုပြောတဲ့အတိုင်းပဲရှိတဲ့ဥစ္စာလေးနဲ့လှအောင်ဆင်ကြည့်ပါလားဆိုရဲကျွန်တော်ရဲ့ message လေးကဒီဆိုင်ကြီးကိုရှိတဲ့ဒီကြောက်ကြီးရဲ့အလှဆင်တာကကျွန်တော်ဆိုင်ဟာတမှုထူး